monster တွေစီကပဲပြေးနေရတဲ့စိတ်ကုန်တာဒီလိုဆိုကြည့်တယ်ဆိုတဲ့ game နေရာက horror တွေစီကမပြေးရမယ်နဲ့ကိုယ်တိုင်းက horror ဖြစ်နေမှာလူတွေသူ့လေကနာလောက်တာခံနေရတဲ့ monster တွေကောင်နေရာကနေသူ့လေကနာစကန်ကြီးတွေကလွတ်ဖို့ရွှေချင်တယ်ဆော့ရမှာဒီတော်ကသူ့ရဲ့ genetic code ကိုပိုင်းပိုင်းခွဲပြီးလေ့လာခံနေရလို့အစမှတွေ့ရတဲ့သူ့ပုံစံကသူ့ရဲ့မွေးဖောင်မှုတွေနဲ့အားအနည်းဆုံးဖောင်ဖြစ်နေပါပါအဲ့ကနေတဖြည်းဖြည်းအင်အားကြီးလာအောင်လူတွေကိုအမဲဖြတ်စားတောက်ပြီးတော့ DNA အပိုင်းအစတွေကိုပြန်ရှာတွေ့တာနဲ့ကိုယ်အောင်ဖြောက်တာလူတွေကိုဝင်ထိန်းချုပ်တာလိုမျိုး ability တွေလည်းရလာပါလိမ့်မယ်အဲ့လိုရလာတာနဲ့မသွားနိုင်တဲ့နေရာတွေကိုနောက်ပြန်သွားပြီးလမ်းပွင့်အောင်လုပ်ရတဲ့ Metroidvania မျိုးစားလည်းဖြစ်လို့ map ကြီးတစ်ခုလုံးကိုအသွားပြန်လုပ်နေရမယ် gameplay မျိုးပါ enemy တွေကတော့လက်နက်မပါတဲ့သိပ္ပံပညာရှင်တွေကစပြီးတော့လက်နက်ကင်နဲ့အဆောင်နေနီးပညာမြင့်တဲ့တပ်သားတွေ max စရုပ်တွေအထိပါရှိပြီးတော့ enemy တွေကိုအမြဲထိတ်တိုက်မြင်ဆိုင်ပဲညံသုံးမှုကိုဦးစားပေးထားပါတယ် game ရဲ့ story ကိုနောက်ကျောင်းပြန်ပြတဲ့ scene တွေကိုကြည့်ရင်ဒီ monster ဘယ်ကရောက်လာလဲဆိုတဲ့အဖြေကိုစောင့်ကြည့်ရမှာပါ Venom လိုအမြင်တွေလက်တံနေနဲ့ပုံစံအတိအကျမရှိတဲ့ biomass လို့ခေါ်တဲ့သူ့ခန္ဓာကိုယ် design ကကြည့်ရင်ဦးရစရာလည်းကောင်းလို့တမျိုးကျေနပ်စရာလည်းဖြစ်နေပါတယ်အဲ့လိုရှုပ်ထွေးနေတဲ့ design ကိုအသက်ပါအောင် 2D animation နဲ့လုပ်ပြနိုင်တဲ့ developer တွေကိုလည်းချီးကျူးပါပါမယ်ဗျဖိုင်းဆိုင်အနေနဲ့124မှာကဘယ်လိုရှိမှာဖြစ်ပြီး Android ကို iOS မှာစောနိုင်ပါဟုတ်ဒါနဲ့ခဏနေ subscribe လုပ်ပါဦးမမေ့နဲ့နော်